အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဖြူစင်စိတ်ရွှေနာဆိုင်ရဲ့ဖောင်နာဦးစန်းလင်းပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဆွေးနွေးတင်ပြသွားမယ့်အကြောင်းအရာလေးကတော့အတွင်းဆက်ဆိုတာဘာလဲအပြင်ဆက်ဆိုတာဘာလဲပြီးတော့ရင်အငံဆက်ဆိုတာဘာလဲအဖန်ဆက်ဆိုတာဘာလဲဆိုတဲ့အကြောင်းအရာလေးဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်ကျွန်တော်အဲ့အကြောင်းအရာလေးဆွေးနွေးမတင်ပြခင်ကျွန်တော်အကောင့်နဲ့ပတ်သက်ပြီးတော့မှအနည်းငယ်ဆွေးနွေးတင်ပြသွားပါမယ်အဲကြောင့်တော့ကျွန်တော်တို့ရှိမှာ standard အဖြစ်နဲ့တနည်းအားဖြင့်ဈေးကွက်မှာပဲဖြစ်ဖြစ်ကျွန်တော်တို့အတုံးရဲ့အနေအထားမှာပဲဖြစ်ဖြစ်ကျွန်တော်တို့စံနမူနာအဖြစ်နဲ့သုံးတဲ့ဟာဒီကျွန်တော်တို့ Academy အခောက်ရွှေဖြစ်ပါတယ်နောက်တစ်ခုကဘာတန်းတို့နောက်ပြီးတော့အောင်သမားကြီးတို့နောက်တစ်ခုကမော်ဂျားတို့မန်းဂျားတို့တနည်းအားဖြင့်မော်ဂျားဆိုတဲ့ဟာဒီမော်လမြိုင်ဘက်ကအခောက်အရင်တော့ကျွန်တော်တို့သုံးတဲ့အတုံးတွေပေါ့မန်းဂျားဆိုတဲ့ဟာဒီမန်းလေးဘက်ကထွက်လာတဲ့အခောက်ပေါ့အခုကတော့ကျွန်တော်တို့ကဗာလဲဆိုတော့တချို့ချွတ်ခန်းရှိတဲ့မြို့တွေမှာဆိုရင်ကျွန်တော်တို့ကအခောက်ရွှေအတုံးတွေကျွန်တော်တို့လောင်းနေကြပါတယ်အဲ့ဒီဟာတွေအကုန်လုံးဒီအကယ်မီကလွယ်လို့ကျန်တဲ့ဟာတွေအကုန်လုံးဒီဒါတွေကကျွန်တော်တို့ကဂျားရွှေနဲ့ကျွန်တော်တို့ခေါ်နေကြပါတယ်အဲကြောင့်တော့အဲ့ဂျားရွှေနဲ့ခေါ်နေတဲ့ဟာတွေပဲဖြစ်ဖြစ်အကယ်မီပဲဖြစ်ဖြစ်ဒီလိုအတုံးလေးတွေပေါ့အဲကြောင့်ဒီလိုအတုံးလေးတွေမှာကျွန်တော်တို့ကအတွင်းဆက်အဖြစ်နဲ့ကျွန်တော်တို့လုပ်မယ်ဆိုရင်ဗာလဲဆိုရင်ရွှေတကြသားရဲ့အတွင်းဆက်ကိုကျွန်တော်တို့လိုချင်တဲ့ဆိုရင်အခောက်ရွှေကျွန်တော်တို့က15ပဲအလေးချိန်ကိုကျွန်တော်တို့ယူရပါမယ်ပြီးတော့ရင်ကျွန်တော်တို့ကဒီကောင်ဆက်ဖို့အတွက်ဒီမှာဆက်သားလေးတွေရှိပါတယ်အဲ့ဒီဆက်သားလေးတစ်ဘဲနဲ့ကျွန်တော်တို့ကထည့်ပြီးတော့ရောပြရအဲကြောင့်အတွင်းဆက်တစ်ခုရဖို့ဆိုရင်ကျွန်တော်တို့ကအခောက်ရွှေ15ပဲအလေးချိန်နဲ့ဒီဘက်ကဆက်သားအလေးချိန်တစ်ဘဲနဲ့နှစ်ခုရောလိုက်တဲ့ဆိုရင်အဲ့ဒါဒီကျွန်တော်တို့ကအတွင်းဆက်15ပဲရပါမယ်ကဲတကယ်လို့ကျွန်တော်တို့ကအပြင်ဇက်ကိုကြည့်မယ်ဆိုရင်အပြင်ဇက်ကြတော့ကျွန်တော်တို့ကဒီလိုစောနာကျွန်တော်ပြောတဲ့ဒီလိုအခောက်ရွှေလေးသူကကြတော့16ပဲအပြည့်အလေးချိန်ကိုကျွန်တော်တို့ကတကြက်အပြည့်အလေးချိန်ကိုယူရမယ်ပြီးသွားရင်ကျွန်တော်တို့ဒီဘက်ကဆက်သားအလေးချိန်လေးကတပဲရောရမယ်အဲ့ဒါဆိုရင်ကျွန်တော်တို့က15ပဲရေအပြင်ဇက်ဆိုတဲ့ဟာလေးကျွန်တော်တို့ရမှာဖြစ်ပါတယ်အဲကြောင့်ဒီဟာလေးကိုကျွန်တော်တို့ကပြန်ကြည့်လိုက်မယ်ဆိုရင်အတွင်းဆက်ရဲ့အပြင်ဇက်ရဲ့မှာကျွန်တော်တို့ဘယ်ဟာလေးကပိုကောင်းလဲပေါ့ကျွန်တော်တို့မေးလာခဲ့တယ်ဆိုရင်အခောက်ရွှေ15ပဲနဲ့ဆက်သားတပဲရောတဲ့ဟာနဲ့ပြီးသွားရင်အခောက်ရွှေ16ပဲရောတဲ့ဟာနဲ့ဆက်သားအလေးချိန်တပဲရောတဲ့ဟာနဲ့နှစ်ခုရှင်ကြည့်လိုက်တဲ့အခါမှာသူ့ရဲ့ရွှေရဲ့အရည်ဒီ16ပဲကိုတပဲရောတဲ့ရွှေရဲ့အရည်ကပိုပြီးကောင်းတာတွေ့ရပါလိမ့်မယ်ဒါကြောင့်ကျွန်တော်တို့ကအတွင်းဆက်နဲ့အပြင်ဆက်နဲ့ဘယ်ဟာပိုကောင်းလဲဆိုရင်ကျွန်တော်တို့ကအပြင်ဇက်ကပိုကောင်းတယ်လို့ကျွန်တော်တို့ပြောရပါမယ်နောက်တစ်ခုကကျွန်တော်တို့ကဗာလဲဆိုရင်အဖန်ဇက်အနေနဲ့ကျွန်တော်တို့ထပ်ပြောပြပါမယ်အဖန်ဇက်ကကျွန်တော်တို့ကအဓိကအပြင်အဖန်ဇက်တို့အငံဇက်တို့ဒီအဓိကဘာနဲ့ဆိုင်လဲဆိုရင်ကျွန်တော်တို့ဒီစက်သားနဲ့ပဲဆိုင်ပါတယ်အဲကြောင့်ဒီစက်သားဒီကျွန်တော်တို့ကဘာလေးနဲ့လုပ်ထားလဲဆိုရင်ကြေးနဲ့ပေါ်နဲ့ကျွန်တော်တို့ရောထားတဲ့အရောလေးတွေဖြစ်ပါတယ်အဲကြောင့်ကြေးနဲ့ပေါ်နဲ့ရောထားတဲ့အရောလေးတွေမှာကျွန်တော်တို့ကအဲ့ဒီမှာဘောပမာဏများစားလေးသူ့ရဲ့ percentage ပါလာမယ်ဆိုရင်အဲ့ဒါဒီအဖန်ဆက်လို့ပြောပါမယ်နောက်တစ်ခုကကျွန်တော်တို့အငံဆက်အနေနဲ့ဆိုရင်ဟုတ်ပြီဒါဆိုရင်ဒီဆက်သားကကျွန်တော်တို့ကဒီဆက်သားမဟုတ်ဘဲနဲ့နောက်ဆက်သားဖြစ်မယ်ဒီမှာဆက်တဲ့ဟာလည်းဖြစ်မယ်ဒါမှမဟုတ်ကျန်တဲ့နိုင်ငံခြားဝင်တဲ့ဆက်သားလည်းဖြစ်မယ်အဲ့မှာဘောအချိုးအစားနည်းနည်းပဲပါတယ်ဆိုရင်အဲ့လိုဆက်သားမျိုးနဲ့ဆက်ထားတဲ့ဟာဒီဘာလဲဆိုရင်အငံဆက်လို့ပြောပါမယ်ဒါကြောင့်ကျွန်တော်တို့ကအတွင်းဆက်လည်းတည်သွားပြီကျွန်တော်တို့အပြင်ဆက်လည်းတည်သွားပြီအဖန်ဆက်ဆိုတဲ့သဘောတရားလည်းတည်သွားပြီအငံဆက်ဆိုတဲ့သဘောတရားလည်းတည်သွားတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဗီဒီယိုကြည့်ရင်အပြင်တစိတ်တဒေသအပြင်ကျွန်တော်တို့ message လေးရမယ်လို့ကျွန်တော်ယူဆပါတယ်ဒါကြောင့်နောက်အကြောင်းအရာလေးတွေအတွက်ကျွန်တော်နောက်ဗီဒီယိုမှာပြန်ဆောင်ကြပါမယ်